SAYS နဲ့ပတ်သက်ပြီးတော့အပြောမယ်နဲ့လူလုံးဝကိုနဲတယ်ပေါ့နော်ဒီလိုတကယ်ချင်းလဲပေါ့နော် SAYS ကို says နဲ့ပြောတဲ့လူဆိုရင်မားတယ်ပေါ့နော်မားတဲ့အထက်မှာပါတယ်သူရဲ့အတန်ထွက်အမှန်က says S ကို Z အတန်နဲ့ A မဟုတ်ဘဲနဲ့ A အတန်နဲ့ထွက်ပြရနော် says ဘာဖြစ်လို့ S က Z စမုန်းနဲ့ Z ဖြစ်သွားလဲဆိုနောက်မှာအတူလဲကြာလာတဲ့အချိန်မှာကျွန်တော်အသေးစိတ်ရှင်းပြသွားဖြစ်ပါတယ်ပေါ့နော်အဲကြောင့် he says she says Pam says ပေါ့နော် he she เป็น third person ရဲ့နောက်မှာကျွန်တော် verb ကို S ထည့်ပြရတဲ့အတွက်ကြောင့်သူ့ရဲ့အတန်ကပြောင်းသွားတယ်ပေါ့နော် subject verb agreement အရာ verb ကို S ထည့်ပြရတဲ့အတွက်ကြောင့်မလို့သူ့ရဲ့အတန်ကပြောင်းသွားတာ he says ပေါ့နော်ဒါပေမဲ့ past tense ကကျတော့တူတူပဲပဲ said ပေါ့နော် they said he said I said ဒါပေမဲ့ဒါကကျတော့ပြောမှတဲ့လူကတော့မတွေ့ရဘူးပြီးရင်သူရဲ့အများပြောနေတဲ့စကားလုံးက A ပေါ့နော်အဲ့ဒါတို့က you say I say we say they say ဒါတွေအားလုံးကကျွန်တော်မားတဲ့လူကမတွေ့အောင်တကယ်တမ်းမားတာက S ပါတဲ့ဟာကိုတွားမားနေတာပေါ့နော်အဲ့ဒါ says